ရေပေးဖြစ်နေတော့သိတာပေါ့နော်ဥစားလည်းသွားမယ်ဆိုတာနဲ့ပါချောက်ပါကိုကရေမကူးတတ်ဘူးရေမကူးတတ်တော့ရေတော့နည်းနည်းတော့ကြောက်တယ်ဒါပေမဲ့ကိုကြောက်တာတဲ့သူတို့ဒုက္ခပို့ပြီးတော့ကြီးပါလေလေဆိုပြီးတော့ဒါရေကြီးလိုက်သွားလိုက်တာပါဟုတ်နေ့ကတော့ဒါရုပ်ရှင်စီယုံရဲ့ဒါတက်ကြီးပူစော်ဝဲနေလေးပါကို့အမျိုးသားကလည်းဒါရုပ်ရှင်စီယုံอ่ะဆိုတော့ခါကျတော့ဒါရေကြီးလိုက်ခဲ့တဲ့သဘောပါရှင်ဒီပွဲကြတော့တက်ပြီးတော့ဒါသပင်ပွဲကြတော့ဒါရေကြီးမရှိတော့မသက်ဖြစ်လိုက်ဘူးပေါ့နော်အဲ့ဒီတော့လည်းတောင်းပန်ပါတယ်လို့ဒီကြနေမှာသပင်ပွဲကြောင့်မတက်ဖ ೇನೆ ရုပ်ရှင်ပွဲကြတော့တက်တယ်ဆိုတာလည်းသူကရှိတတ်တယ်လေအဲ့ဒါကြောင့်လည်းကြီးကကြိုပြီးတော့လည်းတောင်းပန်ပေးသားပါရှင်ဟုတ်ကဲ့ဒါအမျိုးသားနောက်ကနေလိုက်လာတာပါဒီပွဲကတော့မတက်ဖြစ်တာဆိုတာတဲ့ဒီပွဲရအစကတော့နည်းနည်းရက်လေးရွှေ့သွားတာပေါ့နော်ရက်လေးရွှေ့သွားတော့ရေကြီးကထိုင်းုံသွားဖို့ကလည်းဘင်းလက်မှတ်ကဖြတ်ပြီးသားဖြစ်သွားတယ်လေအဲ့ဒီအတွက်ကြောင့်ဒါမတက်ဖြစ်ခဲ့တာပါရှင်။ထိုင်းကလည်းပြန်ရောက်ရောကြက်တာနောက်ဆုံးထိုင်နေပြန်လိုက်လာဆိုတော့10နာရီခွဲ17နာရီလောက်မှရောက်တယ်အိမ်အဲ့ဒီအချိန်မှာဒါရေပေးဖြစ်နေတော့သိတာပေါ့နော်။ဥစားလည်းသွားမယ်ဆိုတာနဲ့ပါချောက်ပါကိုကရေမကူးတတ်ဘူးရေမကူးတတ်တော့ရေတော့နည်းနည်းတော့ကြောက်တယ်ဒါပေမဲ့ကိုကြောက်တာတဲ့သူတို့ဒုက္ခပို့ပြီးတော့ကြီးပါလေလေဆိုပြီးတော့ဒါရေကြီးလိုက်သွားလိုက်တာပါဟုတ်ပီတိဖြစ်ပါတယ်ဟုတ်ကိုလိုပဲသူများတွေအကုန်လုံးလဲလုံနေကြတာပေါ့နော်အများနည်းတူလုံတဲ့သဘောပါပဲထူထူတော့မရှိပါဘူးရှင်ဟုတ်တယ်အဲ့လိုမျိုးလေးပြစ်ပေးရတာသိလားဟိုဟာလေကြီးကလှေကြော့လဲဟိုဘယ်နားမှာဂျိုက်ရှိမှန်းမသိကိုရီတောင်မှပဲလက်ကျက်ကတွေဝတ်ထားတာလေနေဒေသခံတွေကကျတော့ဒါနည်းနည်းသိတယ်လေဘယ်နားမှာပါရှိရလဲဘယ်နားကဂျောက်ရှိရလဲဘယ်နားကရေတွင်းရှိရလဲဆိုတော့သိရကိုရီကကျမသိတော့ကျတော့ရေလည်းမကူးတတ်တော့လိုက်ကျက်ကကလေးဝတ်ပြီးတော့ခါကျတော့အဲ့လိုမျိုးပေါ့နော်ဒီအိမ်ထဲချောင်ရေဝင်လို့မရဘူးပါဝင်လို့မရဘူးဆိုတော့အိမ်ထဲမှာတချို့အိမ်ဆောင်ကြံခဲ့တဲ့သူတွေရှိတယ်အိမ်ဆောင်ကြံခဲ့လူတို့အဲ့လိုမျိုးလက်အားကုန်လက်မောင်းအားကုန်ပြေခါရသီလားမုံထုတ်ကိုရအောင်ပေါ့နော်အဲ့လိုမျိုးတွေပြပြရတယ်လေရှိတယ်ပထမနေ့ကတော့ဒါစားပြီးမှသွားရတယ်ပေါ့နော်ဒီမှာကြုံတယ်လို့ပဲမုံစားလိုက်တယ်နောက်နေ့ကျတော့မပန်ရောတူပေါ့နော်သူလည်းလူချင်းနေဆိုတော့တူပေါင်းပြီးတော့သွားကြတယ်ညီမတို့ကဆိုင်းအိတ်တွေလူတယ်ပေါ့နော်မုတ်တွေနဲ့ဆိုင်းတယ်မပန်ကျတော့ထမင်းဘူးလူတယ်ထမင်းဘူးတော့ကျတော့မပန်ထမင်းဘူးကစားလို့ကောင်းတယ်ထမင်းဘူးရလည်းအကြီးနှစ်ယောက်စားလို့စားလို့ရတယ်အားနဲ့အစားတော့တယောက်တော့ပဲစားမယ်ဆိုပြီးတော့စားရပြီးတော့နောက်တော့စားလို့ကောင်းတာနဲ့တမျိုးထမင်းနဲ့ပြီးထက်တောင်စားအဲ့လိုကြီးတော့လည်းမဟုတ်ပါဘူးဒါကိုနိုင်တလောက်ကလေးပါဒါရှင်တော့ကလည်းသပင်ဘက်မှာတော့မှလည်းဒါကိုလူမသိတဲ့အချိန်တော့လည်းဒါတွေကလုတ်ပါပဲတပထမဆုံးချိန်ကိုအတွက်ရုပ်ရှင်တက်ကြည့်ဖို့ဆိုရ first time ပါသပင်ကတော့ဒါရေကြီးကနေမှာလဲကိုဥဆောင်ပြီးတော့လုတ်တာများတယ်အဲ့လိုမျိုးတွေလုတ်တယ်ဒါကိုရဲ့ဘယ်လိုပြောရမလဲမိဘတွေလိုမျိုးပဲလေတက်ကြီးတဲ့သူတွေကိုလုတ်ပေးတယ်ဒါဒီနှစ်မှာတော့တတိယအကြိမ်မြောက်မှာတော့ရေကြီးမရှိလိုက်ဘူးပြောတယ်နည်းနည်းမှများများပြောဘာလို့လဲဆိုတော့ဘယ်လိုပြောရမလဲကိုကဒါအရန်လဲမလုံနိုင်ဘူးလေဒါပေမဲ့တက်နိုင်တယ်တော့လိုက်လုပ်ပေးတယ်ပေါ့အကုန်လုံးဝိုင်းပြီးချစ်ပေးကြတယ်ညီမလေး TikTok မှာတွေ့တယ် YouTube မှာတွေ့တယ် Facebook မှာတွေ့တယ်အဲ့လိုမျိုးပေါ့နော်လာပြီးတာလေကျေးဇူးတင်ပါတယ်အဲ့လိုလေးပြောကြတော့လေသူကပီတိဖြစ်ပါတယ်လို့ဟုတ်တယ်အဲ့ဒီလေအဲ့ဒီတပုံလေးကရေကြီးကိုမမိဘူးလားမသိပါဘူးတပုံခိုးရိုက်ပြီးတော့ခါကျတော့ဝီလီချောကောင်းမလေးအစ်စ်နဲ့တွေပါလောက်တာလေဟုတ်တော့ဒုက္ခပဲငါပုံကြီးမမိကိုကလည်းအမေဟော့လျှော်လေးကောင်းဝင်အထက်ကလေးဝတ်ထားပြီးတော့မျက်မှန်နဲ့ mask နဲ့အုတ်ထုံနဲ့အဲ့လိုဆိုတော့မမိဘူးထင်ပါတယ်သိပါဘူးဒီကနေဒီဘေးကနေခိုးရိုက်တာဆိုတော့ကိုလည်းရှေ့ရလည်းမမြင်ရတော့ကိုလည်းရမ်းလှနေပဲရှိတာဒီလိုခိုင်းဝင်နေကြပါပဲဟုတ်တယ်ပုံထဲမှာဟိုကလေခေါင်းဝင်အထက်ကလေးဆိုတော့ကိုကလည်းအဲ့လိုခေါင်းဝင်အထက်ကလေးလည်းဝတ်ဖြစ်ဘူးထင်ပါတယ်ကိုလည်းမမှတ်ဘူးခေါင်းဝင်လေးကဝတ်ဖြစ်ပါတယ်ဒါလိုဝတ်တက်တွေပါတွေကတော့ဒီလိုလေးပဲကိုဖြစ်